ဖို့စိတ်ကူးလိုက်တိုင်းနောက်မှလုပ်မယ်ဆိုပြီးတော့ဖုန်းသုံးမိနေလားဒါမှမဟုတ်လို့ရှိရင်အလုပ်တွေပုံနေပေမဲ့လည်းအဲ့ရတွေကမထခြင်းဖြစ်နေလားဒီလိုဖြစ်နေတာတင်တယောက်တည်းမဟုတ်ပါဘူးဒီနေ့ဗီဒီယိုမှာတော့အချိန်လေးကုန်မှန်းမသိကုန်နေပြီးတော့အနာဂတ်ကိုဖျက်ဆီးနေတဲ့ပြည့်ရည်ခြင်းကိုရိုက်ချိုးပစ်မဲ့ကဘာကျော်ပညာရှင်တွေသုံးခဲ့ကြတဲ့လက်တွေ့ကြတဲ့နည်းလမ်းလေးတွေကိုမျှဝေပေးပါမယ်ရှင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ပြည့်ရည်နေရာတွေကိုအတူတူမောင်းထုတ်လိုက်ကြရအောင်Hello အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကအလှပကျမ်းမာရေးနဲ့ဘဝအောင်မြင်ပျော်ရွှင်တဲ့အကြောင်းအရာလေးတွေကိုဘူးတုတာအနေနဲ့အမြဲတမ်း share လုပ်ပေးနေတဲ့ပူပူပါပြည့်ရည်ခြင်းကိုကြော်လွှားနိုင်မှုအတွက်နံပါတ်1အရေးကြီးဆုံးကတော့ချက်ချင်းထပြီးတော့အကောင့်ထဲပေါ်ခြင်းပါမနေ့အိယာထားကနီးဒါမှမဟုတ်လို့ရှိရင်စာချက်တော်မယ်ဆိုရင်လို့စိတ်ကူးလိုက်တဲ့အခါမှာ5 4 3 2 1ဆိုပြီးတော့နောက်ပြန်ရေးအတွက်ဒုံးပြန်လွတ်လိုက်တယ်လို့ပဲချက်ချင်းထလုပ်လိုက်ပါအုံနောက်ဆိုတာကပြင်းမှုအတွက်စင်ကြေရှားတာရမ်းလွယ်ပါတယ်။ဒါကြောင့်မလို့သူစင်ကြေမရှားနိုင်ခင်မှာ9စက္ကန့်အတွင်းချက်ချင်းထလုပ်လိုက်တာဟာအပြင်းယောဂါကိုချက်ချင်းတက်ပြနိုင်တဲ့နည်းလမ်းပါ။ Okay ဒါဆိုအပြင်းယောဂါကိုကျော်လွှားနိုင်မှုအတွက်နံပါတ်1အရေးကြီးဆုံးကချက်ချင်းထပြီးတော့အကောင့်တွေဖော်ဖို့အတွက်အရန်ကိုအရေးကြီးပါတယ်ရှင်။ Okay နံပါတ်2အလုပ်ကိုအပိုင်းသေးသေးလေးတွေပိုင်းပါကျမတို့ဘာလို့ပြေးရလာလဲဆိုတော့လုံးရမယ့်အလုပ်ကြီးကအရန်ကြီးမားပြီးတော့ခက်ခဲနေတာလည်းပါပါတယ်ဥပမာငါကဒီနေ့စာအုပ်တစ်အုပ်လုံးကိုဖတ်မယ်လို့တွေးလိုက်မယ်အစားဒီနေ့စာမျက်နှာ9မျက်နှာဖတ်မယ်လို့ပြောင်းပြီးတော့သတ်မှတ်ပါအလုပ်ကိုတိတ်တိတ်လေးတွေခွဲပစ်လိုက်တဲ့အခါမှာအုံနောက်ကဝင်မလေးတော့ပဲစလုပ်ဖို့အတွက်ပိုလွယ်ကူသွားပါတယ်ဒါကြောင့်မလို့ပြည့်ရည်ခြင်းကိုကြော်လွှားဖို့တိုက်ထုတ်ဖို့ဆိုရင်တော့အလုပ်ကိုပိုင်းလေးနဲ့ခွဲပြီးတော့လုပ်တတ်ဖို့လည်းလိုအပ်ပါတယ်ရှင်Okay နံပါတ်3 2မိနစ်စီမင်းကိုအသုံးပြုပါဥပမာကိုလုံးရမယ့်အလုပ်တစ်ခုက2မိနစ်ပဲကြာရဲဆိုပါတော့ဒီ2မိနစ်ဆိုတာကသိကြပါတယ်ဒါလူတိုင်းနှီးပါပါပဲ2မိနစ်ဆိုတဲ့အရာကကိုယ့်အတွက်အရန်လွယ်ကူနေတဲ့အတွက်နောက်မှလုပ်မယ်လို့တွေးတတ်ကြပါတယ်ဟုတ်ကဲ့ပါဒါကပြည့်ရည်ခြင်းရဲ့အစပါပဲ2မိနစ်ပဲကြာမယ့်အဲ့အလုပ်တစ်ခုကိုနောက်မှလုပ်မယ်လို့မတွေးပါနဲ့အခုချက်ချင်းပဲထပြီးတော့လုပ်လိုက်ပါကိုတုံးထားတဲ့အမိုက်တစ်ခုခုကိုသွားပြီးအမိုက်ပုံနဲ့ထည့်တာပဲဖြစ်ဖြစ်ကိုတောက်ထားတဲ့ရေခွက်တစ်ခုကိုသွားပြီးတော့ဆေးလိုက်တာပဲဖြစ်ဖြစ်စပွဲကုံတန်းရှင်းလုပ်ထားပဲဖြစ်ဖြစ်စားတဲ့အလေးအကျင့်တိတိမမလေးတွေကိုလုပ်လိုက်ခြင်းကကိုအမြဲတမ်းတက်ကြွနေပြီးတော့ပြည့်ရည်ခြင်းကိုအမြန်ဆုံးတိုက်ထုတ်နိုင်မဲ့နည်းလမ်းပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ပြည့်ရည်ခြင်းကိုကြော်လွှားနိုင်စေဖို့အတွက်ဘေးအရာမဆိုတိတိမမလေးတွေကို2မိနစ်စီးမြင်ထားပြီးတော့အသုံးပြုကြည့်ပါ။ Okay နံပါတ်4ပုံမတူနည်းပညာနဲ့လုပ်ပါနိုင်ပေါင်းများစွာဖူတိုင်းလုပ်ဖို့တွေးနေရဲဆိုရင်တော့ဒါအရန်ပြည့်ဖို့ကောင်းပါတယ်ကိုအလုပ်ရတဲ့အချိန်အပိုင်းခြားနိုင်ကို25မိနစ်အချိန်သတ်မှတ်ပါအဲ့ဒီ25မိနစ်မှာဖုန်းလုံးဝမသုံးဘဲနဲ့အလုပ်ကိုပဲအာရုံစိုက်ပါမဟုတ်ဘူးကိုက social နဲ့အလုပ်လုပ်နေရတယ်ဖုန်းသုံးနေရတယ်ဆိုရင်တော့ကိုဖုန်းထဲမှာအလုံးနဲ့မပတ်သက်တဲ့အစိတ်တောင်ဖြစ်စေမယ့်အရာတွေကိုရှင်းထုတ်ပါဒါကြောင့်25မိနစ်ကိုတခြားလေးအာရုံစိုက်အလုပ်လုပ်5မိနစ်ကိုအနားယူပါဒီလိုစိုက်ကယ်မျိုးကိုသုံးခြင်းအပြင်အချိန်တိုနဲ့အာရုံစုစိုက်ရတာဖြစ်တဲ့အတွက်ပြည့်ရည်ကိုအချိန်ရှိမှာမဟုတ်ပါဘူးနောက်ထပ်တစ်ချက်အနေနဲ့နံပါတ်5ကိုစုချပါလူသားတွေရဲ့အုံနောက်ကစုလက်ကိုအရန်သဘောကျပါတယ်ဒါကြောင့်မလို့အလုပ်တစ်ခုမလုပ်ခင်လုပ်တော့မယ်ဆိုရင်ကိုဂတိပေးပါငါဒီ presentation ကိုပြီးအောင်လုပ်နိုင်တယ်ဆိုရင်ငါစိုက်တဲ့ coffee တစ်ခွက်တောက်မယ်ဒါမှမဟုတ်လို့ရှိရင်ကိုသုံးနေကြ make up လေးကိုဝယ်လိုက်တာပဲဖြစ်ဖြစ်ကိုစုချတဲ့အကျင့်လေးကိုလုပ်ကြည့်ကအလုပ်တစ်ခုပြီးရင်ရမယ်ဆိုတဲ့စုလက်ကမျောလင့်နေတဲ့အတွက်ပြည့်ရည်ဖို့အချိန်မရပါဘူးဒါကြောင့်ပြည့်ရည်ခြင်းကိုကြော်လွှားနိုင်မှုအတွက်ဆိုရင်ကိုစုချတဲ့အကျင့်လေးကိုလုပ်ကြည့်ပါရှင်နံပါတ်6ပတ်ဝန်းကျင်ကိုပြောင်းပါပတ်ဝန်းကျင်လို့ပြောလိုက်တာလဲဘေးရင်ကိုပြောတာမဟုတ်ပါဘူးကိုအခုလက်ရှိနေတဲ့နေရာရောက်နေတဲ့နေရာရဲ့ပတ်ဝန်းကျင်ကိုပြောတာပါဥပမာကိုကအဲ့ရပေါ်မှာစာထိုင်ဖက်လိုက်လို့ရှိရင်ဒါပြင်းပြီးတော့အိပ်ပျော်သွားမှာပဲအရန်လွယ်ကူနေအိပ်ဖို့အတွက်ကဒါကြောင့်မလို့အလုံးလုံးချင်နေဆိုရင်ကိုကလုံးလုံးချင်စိတ်ဖြစ်စေမဲ့နေရာမျိုးကိုဖန်တီးပါရွေးပါစပွဲကုံကိုရှင်းလင်းထားပါအာယုံနောက်စီမဲ့ဖုန်းကိုခန်းထဲမှာထားပါဒါမှမဟုတ်အာယုံနောက်စီမဲ့အရာဖုန်းထဲမှာရှိတယ်ဆိုရင်တခါတည်းရှင်းလင်းထားပါကိုနေထိုင်နေတဲ့ပတ်ဝန်းကျင်ကကိုအလုံးလုံးချင်စိတ်ဖြစ်အောင်တွန်းအားပေးနေတဲ့နေရာမျိုးကိုရွေးပါပြောင်းပါဒီအရာကပြည့်ရည်ခြင်းကိုကြော်လွှားနိုင်စေမယ့်အဓိကအချက်ဖြစ်ပါတယ်ရှင်။နောက်ထပ်တစ်ချက်အနေနဲ့နံပါတ်9ပြည့်စုံရမယ်ဆိုတဲ့စိတ်ကိုဖျောက်ပါ။တချို့လူတွေရှိပါတယ်အလုပ်တစ်ခုကိုအကောင်းဆုံးအပြစ်ပြောစရာမရှိအောင်လုပ်ချင်ကြပါတယ်။အဲ့ဒါလိုတွေးပြီးတော့ဖီအားများလာပြီဆိုရင်အ
အလုပ်တစ်ခုကိုမစတင်နိုင်တော့ပဲပြင်းတက်လို့ဆက်ပြီးတော့မလုပ်ချင်တော့လို့နဲ့အချိန်ဆွဲနေတတ်ပါတယ်မှတ်ထားပါမပြည့်စုံပေမဲ့ပြီးသွားတာဟာဘာမှမလုပ်ပဲပြည့်စုံခြင်းနေတာထက်တော့အစတရားသားပါတယ်ပြင်းတဲ့စိတ်ဝင်မလာဖို့အတွက်ကအရင်ဆုံးစလုပ်လိုက်ပါပြီးမှပြန်ပြီးတော့ပြုပြင်လိုက်ပါโอเคနံပါတ်နောက်ဆုံးတစ်ချက်နံပါတ်8ခန္ဓာကိုယ်ကိုလှုပ်ရှားပေးပါတစ်ခါတလေမှာစိတ်တွေပြင်းနေတယ်စိတ်တွေထိုင်းမိုင်းနေတယ်ညှိငွေနေရတွေကခန္ဓာကိုယ်ပင်ပန်းနေလို့လည်းပါပါတယ်ပြင်းလာပြီဆိုရင်တော့ထိုင်မနေပါနဲ့ထရလိုက်ပါအကျောဆန်ပါလမ်းလျှောက်ပါဒါမှမဟုတ်လို့ရှိရင်ရေအေးအေးလေးတစ်ခွက်ကိုတောက်လိုက်ပါခန္ဓာကိုယ်လှုပ်ရှားမှုရှိလာတာနဲ့အများသွေးလက်ပတ်မှုကောင်းလာပြီးတော့အုံနောက်ကပါတက်ကြွလန်းဆန်းနေစေမှာဖြစ်ပါတယ်ရှင်ဒီနောက်ဆုံးအချက်ခန္ဓာကိုယ်လှုပ်ရှားမှုကတော့ပြည့်ရည်ခြင်းကိုဖြတ်စည်းလိုက်ဖို့တိုက်ထုတ်လိုက်ဖို့အတွက်တည်းနာမကပဲကျန်းမာရေးအတွက်လည်းအရန်ထောက်ကူဖြစ်စေပါတယ်ရှင်โอเคအခုပြောပြသွားတဲ့နီလန်း8ချက်ထဲကဘေးနီလန်းကကိုယ့်အတွက်အသုံးဝင်ဆုံးဖြစ်မလဲဗီဒီယိုပြီးသွားတာနဲ့နောက်မှလုံးမယ်လို့လုံးဝမတွေးပဲနဲ့အခုပဲနီလန်းတစ်ခုခုကိုသုံးပြီးတော့အလုပ်တစ်ခုကိုစတင်လိုက်ပါအားလုံးပဲပြည့်ရည်ခြင်းကိုကြော်လာနိုင်ကြပါစေလို့ပြောရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်လိုက်ပါတယ်နော်ဒီနေ့ဗီဒီယိုလေးကတော့အားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ရှင်နောက်ထပ်အနေနဲ့ဘယ်လိုဗီဒီယိုအကြောင်းအရာလေးတွေကိုတင်ဆက်သွားမလဲဆိုတော့သိအောင်လို့ပူ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်သွားဖို့အတွက်ကြံပြုပါရရှင်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့တဦးတယောက်ချင်းစီတိုင်းကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးပဲကျမ်းမာပျော်ရွှင်တဲ့နေ့ရက်တိုင်းပိုင်ဆိုင်နိုင်ကြပါစေလို့ပြောရင်းနဲ့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံး bye bye ပါ